ကယ်၍များလူဆိုးတွေတာအနိုင်ရသွားခဲ့ရင်ဘရာသာတို့ကျွန်တော်တို့ကြည်လာခဲ့တဲ့ series တွေအထူးသဖြင့် Super Sentai series တွေရဲ့နောက်ဆုံးဇာတ်သိမ်းခန်းမှာလူဆိုးတွေနိုင်နေဆိုတာရှားပါတယ်သူတို့က universe ကအများကြီးရှိတာမလို့ series တွေရဲ့ချိတ်ဆက်မှုကတိတ်မရှိတာမလို့ series တစ်ခုဆိုတစ်ခုပဲသက်ဆိုင်ရာလူဆိုးကိုသက်ဆိုင်ရာ ranger တွေကတိုက်ခိုက်ရင်းနဲ့အနိုင်ယူလိုက်တာများပါတယ်ဒါဆိုရင် Power Ranger ဘက်မှာရော Power Ranger ဘက်မှာလည်းအတော်များကတစ်ခုချင်းစီပဲရှိတာဖြစ်လို့နောက်ဆုံးပိုင်းမှာ ranger တွေကပဲအနိုင်ယူတာများပါတယ်ဒါဆိုရင်နောက်ဆုံးမှာလူဆိုးရဲ့အနိုင်ရသွားမျိုးရှိလားအဲ့လိုမေးရင်တော့ရှိပါတယ်ဘာကားတွေလဲဆိုရင်တော့ Mighty Morphin Power Ranger Turbo Power Ranger Mega Force တို့တွေပါ franchise အနေနဲ့ universe အနေနဲ့မကြည့်ဘဲနဲ့ series တစ်ခုစာအနေနဲ့ပဲကြည့်မယ်ဆိုရင်တော့အကားတွေမှာဆိုရင်လူဆိုးတွေ villain တွေကအနိုင်ရသွားပြီးတော့ ranger တွေအရေးနှိမ့်လျက်နဲ့ပဲစသိမ်းခဲ့ပါတယ် Mighty Morphin ဘက်ကိုအရင်သွားလိုက်မယ်နော် season 3ခုအထိရှိခဲ့တဲ့ Mighty Morphin Power Ranger ရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့ Hawk Day Afternoon အပိုင်းမှာ Master Vine တို့လက်ချက်နဲ့အချိန်နောက်ပြန်လဲပြီးကလေးတွေဖြစ်သွားကြတဲ့ Tomio တတိုက်ကပြန်လဲ restore လုပ်ရန်အတွက် Zero Crystal ကိုရှာဖို့အသီးသီးထွက်လာခဲ့ကြတယ်သူတို့ကကလေးဖြစ်နေတော့ကဘာကိုကာကွယ်ဖို့အတွက်ကသူတို့အစား Alien Ranger တွေကတာဝန်ယူတက်ခိုင်းနေကြတာပါအဲ့လိုနဲ့အသီးသီးရှာဖွေပြီးပြန်ရောက်လာကြရပေါ့လေပြီးတော့ Zero Crystal ဆွဲနဲ့ restore ပြန်လုပ်ခဲ့ပြီးတော့ပုံမှန်ပြန်ပြတ်သွားခဲ့ကြတယ် Alien Ranger တွေလည်းပြန်သွားကြတယ်အဲ့မှာ Rita ရဲ့စိတ်ခိုင်းမှုနဲ့ Goda နဲ့ Rito တို့က Ranger တွေရဲ့စကန်ဖြစ်တဲ့ Command Center ကိုရောက်လာခဲ့ကြပြီးတော့ချိန်ကိုင်ပုံထောင်ခဲ့ကြပါတယ်အဲ့လိုနဲ့အချိန်စေ့ပြီးတော့ပောက်ကွဲသွားတော့စကန်နဲ့ဖြိုဖျဲဖြစ်နေကြတဲ့အချိန် Zoran နဲ့ Alpha တို့က Ranger တို့ဘေးကင်းမှုအရေးတခြားနေရာကိုစစ်လွတ်လိုက်ပြီးသူတို့ကတော့စကန်ပောက်ခွဲတဲ့အထက်မှာပါဝင်သွားပါတော့တယ်တစ်ဖက်မှာလည်း Rita တို့ကအောက်ပွဲခံတစ်ဖက်မှာလည်းဆရာသမားနှစ်ယောက်ကအသက်ရှင်လားသေလားမသိတဲ့အချိန်မှာ Tomio တတိုင်လမ်းပြောင်းနေနေပဲ Mighty Morphin series တွေကိုအဆုံးသတ်ခဲ့ပါတယ်ပြီးရင် Zero အနေနဲ့ပြန်လာတာက Zero ထဲမှာပါ Mighty Morphin series အနေနဲ့ဆိုရင်တော့လူဆိုးတွေကအနိုင်ရပြီး Power Ranger တွေရှုံးနေသွားခဲ့တာပါနောက်တစ်ခုကတော့ Power Ranger Turbo ရဲ့ Chase into Space အပိုင်းဖြစ်ပါတယ်အဲ့ထဲမှာဆိုရင်လည်း Ether Joe ကိုရန်သူတွေလာရောက်ကျူးကျော်ကြလို့ Zoran တို့အဖွဲ့အရေးနေကြတဲ့အချိန်မှာကဘာပေါ်က Demetria နဲ့ Blue Centurion လိုက်သွားကြပါတယ်အဲ့မှာကဘာပေါ်မှာရှိတဲ့ Power Chamber တီနေရာကိုလည်း Edgar တို့က Ranger တွေရဲ့ Teleport ကနေတဆင့်တီးသွားကြပြီးတော့ David Dogs တို့တစ်ဖွဲ့လုံးစကန်ကိုရောက်ချလာပြီးတော့ကြိတ်ပါတော့တယ်စကန်နဲ့ဒီအင်အားအများပြားနဲ့ဝင်ရောက်လာပြီးတော့ Ranger တွေကိုတိုက်ကြဘုံတွေထောင်ကြရင်းနဲ့နောက်ဆုံးမှာပောက်ကွဲပျက်စီးသွားပြီးတော့ Power Chamber လည်းတစားစီဖြစ်သွားပါတော့တယ်အဲ့မှာပိုဆိုးတာကတစ်ဖက်မှာလည်း Zoran ကိုဖမ်းမိသွားပြီးတော့အကုန်လုံးအရင်နှိမ်သွားခဲ့တာပါပြီးတော့မှ TJ တို့တွေ Justin လေးကိုထားခဲ့ပြီးတော့ Zoran ကိုရှာဖွေကတ်တင်မှုအတွက်အာဂါသားတဲ့ကိုထွက်လာတာနဲ့အဆုံးသတ်ထားပါတယ်ဒီကားဆိုရင်လည်းအဆုံးသတ်မှာ David Dogs အဖွဲကပဲအနိုင်ရသွားပြီးတော့ TJ တို့တွေရှုံးနေခဲ့ရပါနောက်တစ်ခုက Power Ranger Mega Force Endgame သူ series ထဲမှာဆိုရင်လည်းနောက်ဆုံးပိုင်းမှာ Mega Force Ranger တွေ Cyborg Black Metal Alex General Messenger တို့နဲ့တိုက်ခိုက်နေရင်လည်းအရင်နေခဲ့ရပါတယ်Roro နိုင်လည်းစွမ်းကုန်ခုခံတိုက်ခိုက်ရင်းနဲ့ပဲသူလည်းအနိစ္စသဘောနဲ့ကိစ္စချော့ခဲ့ရပါတယ်။ဒါ့အပြင် Armada တပ်ဖွဲ့ကြီးကပါရောက်ချလာပြီးတော့ Mega Force Ranger တွေကိုတိုက်ခိုက်တဲ့အပြင်မြို့ကြီးကိုပါရစရာမရှိအောင်ဖျက်ဆီးပစ်ထားပါတယ်။ Ranger တွေလည်းပြစ်ခတ်မှုကြားတဲ့ကပဲပြင်းရင်လွှမ်းရည်နဲ့ Mega Force series ကိုအဆုံးသတ်ထားခဲ့ပါတယ်။နောက်မှ Super Mega Fail အဲ့လေ Super Mega Force ဆိုပြီးတော့ season တစ်ခုထပ်ရိုက်တာကတော့တသက်ပေါ့လေ။ဒါတွေကတော့လူဆိုးတွေအဖွဲ့ Ranger တွေအဖွဲ့ကိုအနိုင်ရခဲ့တဲ့ series တွေဖြစ်ပါတယ်။ပုံမှန်ဖြစ်စဉ်ကနေကွဲထွက်ရိုက်ကူးထားပြီးတော့နောက်ကားနဲ့ချိတ်ဆက်သွားတာကတော့ကောင်းမွန်နေပြောရပါမယ်။စကားချက်အနေနဲ့ဆိုရင်တော့ရန်သူကအစကတည်းကအနိုင်ရပြီးတော့အကုန်လုံးကိုအုပ်စိုးထားတာလည်းရှိပါတယ်။ဘာကားတွေလဲဆိုရင်တော့ YouTube Sentai Q Ranger နဲ့ Power Ranger RPM ပါ။ Q Ranger ရဲ့မှာဆိုရင်လည်းအစကတည်းက Jet Matter တို့အဖွဲ့ကစက်ကြဝဠာတစ်ခုလုံးကိုအုပ်စိုးထားပြီးသားဖြစ်လို့ Q Ranger တို့အဖွဲ့ကပြန်လဲတော်လှန်ပြီးတော့ကာကွယ်ကြပြန်သိမ်းယူကြတာကိုပုံဖော်ထားပါတယ်။ RPM နဲ့မှာဆိုရင်လည်း Vangeance ကြောင့်အကုန်ဒီပါ virus ကူးဆက်ထိန်းချုပ်နိုင်ထားတာကို RPM တို့အဖွဲ့ကပြန်လဲအနိုင်ယူထားတာကိုပြသထားတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်သိရဲ့လူဆိုးအဖွဲ့ကအနိုင်ရသွားတဲ့ series တွေပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။